Honor of Kingdom မှာလုံးဝ favorite ဖြစ်ဆုံး skin ကိုပြောပါဆိုရင်တော့ Levi ရဲ့ limited skin ကိုပဲပြောရမှာပါပထမဦးဆုံးအနေနဲ့ Weaker Weaker မှာဆိုရင်လည်း Levi ကသူ့ရဲ့ share နဲ့ချနေရမျိုးဖြစ်ပြီးတော့ပြီးရင်ရေတကုံပေါ်ကိုတက်သွားတဲ့ဟာလေးကိုထည့်ထားတာပါနောက်တစ်ခုကတော့ skill 1မှာဆိုရင်ဒီ Levi က skill 1 just လိုက်တဲ့ခါတိုင်းမှာသူ့ရဲ့ shadow လေးကျန်နေခဲ့မှာဖြစ်ပြီးတော့အဲ့ shadow လေးကပလွေမှုန့်နေဖြစ်ပြီးအဲ့ပလွေတန်လေးကတော်တော်လေးကိုနားထောင်လို့ကောင်းတယ်နော်အတန်လေးကိုကိုယ်တိုင်ပဲနားထောင်ကြည့်လိုက်တော့ And do only what your heart desires နောက်တစ်ခုကတော့ skill 2မှာဆိုရင် Levi ကဝိုင်းထဲမှာဖြစ်ပြီးတော့ဝိုင်းလေးရဲ့ဘေးနားတွေမှာဝါးပင်လေးရဲ့လဲမှာဆိုရင်လေတေးဥစားမဲအောင်လေးကိုရေးထားတာတော်တော်ကြီးကိုမိုက်ပါတယ်နောက်ဆုံးတစ်ခုကတော့ Ultimate မှာဆိုရင်ဒီဘိုင်းရဲ့ shadow တွေအများကြီးကိုမြင်တွေ့ရမှာပါပြီးတော့ဖြူနဲ့မင်းနဲ့ပေါင်းထားတာဆိုတော့ second ကတော်တော်ကြီးကိုလှနေရပါဒီလောက်ဆိုရင် Levi ရဲ့ limited second ကိုဘာလို့ favorite ဖြစ်အောင်ဖြစ်နေရလဲဆိုတဲ့အကြောင်းပြချက်လေးကိုတော့သိပါလောက်မှာပါ